ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါညီမကကြတော့ပေါ့နော်ရုံးပြအောင်လို့ခေါ်ပါတယ်ခုညီမဖတ်ရ University မှာပေါ့နော် English for Career Development Major နဲ့ပေါ့နော် First Year တက်နေပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ဖတ်ရ University ကပေါ့နော်ခုနပြောသလိုမျိုးပဲprivate university တစ်ခုဖြစ်ရပေါ့နော်ထိုင်းနိုင်ငံရဲ့ပထမဆုံး private university ဖြစ်တယ်ပြီးတော့ international university တစ်ခုဖြစ်တဲ့အတွက်ကြောင့်ပေါ့နော် international student တွေလည်းအများကြီးရှိပါတယ်ပြီးတော့ဖတ်ရ University မှာဆိုလို့ရှိရင်international undergraduate graduate program တွေပြင်ပေါ့နော် short course တွေလည်းအများကြီးရှိရပေါ့နော်ပြီးတော့ဖတ်ရ University က campus လည်းအရင်ကျယ်ရပေါ့နော်ကျယ်တဲ့အတွက်ကြောင့်တော်တော်လေးအဆင်ပြေပါတယ်ပြီးတော့ဖယား University ကကြတော့ first year student တွေကိုသူကဘယ်လိုပြောရမလဲ dormitory free ပေးရပေါ့နော် first year ဆိုလို့ရှိရင်dormitory ကို free ပေးကြမလို့ပေါ့နော် fees ပေးကြမလို့သူတို့က free ပေးရပေါ့နော်ပထမနှစ်ကိုဟုတ်ကဲ့ပါပြီးတော့ကိုเจ้าအပ်တဲ့အချိန်ပေါ်မူတည်ပြီးတော့လဲပေါ့နော်သူတို့က discount ပေးရပြီးရှိရပေါ့နော်ညီမတုံးကဆိုလို့ရှိရင်Jewish ဘယ်လိုပြောမလဲ discount 1500ရခဲ့ပေါ့နော် first semester မှာဆိုလို့ရှိရင်1000ရပြီးတော့second sem မှာကျတော့9000ရခဲ့ပေါ့နော်ဒီလိုရှိပါတယ်ပြီးတော့ဒီမှာဆိုလို့ရှိရင်international program တွေမှာပေါ့နော်အဓိကအဖြစ်တော့9ခုအရင်တက်များကြရင်9ခုပေါ့နော် Bachelor of Art English Communication ရှိတယ်ပြီးတော့ English for Career Development ရှိတယ်ပြီးတော့International Business Management ရှိတယ်ပြီးတော့Hospitality Industry Management ရဲ့ပြီးတော့ Information Technology ပေါ့နော် IT ၅ခုရှိရပေါ့နော်ပြီးတော့ဒီဘက်မှာဆိုလို့ရှိရင်တော့ semester လိုက်ပေးရမယ် free တွေပေါ့နော်ညီမဆိုလို့ရှိရင် English for Career Development တက်နေတာဖြစ်တဲ့အတွက်ကြောင့် semester တစ်ခု4000ကျော်ပေးရရပေါ့နော်အဲဒီရှိပါတယ်ပြီးတော့နောက်တစ်ခုကပြီးတော့ဒီမှာကျတော့ပေါ့နော် graduate program တွေပေါ့နော် graduate program တွေရှိပါတယ်ပြီးတော့ညီမဒါနည်းနည်းလေးsharing လုပ်ပေးချင်တယ်ပေါ့နော် Magellan Exchange Program ဖယား University မှာကျတော့ Exchange Program တွေအများကြီးရှိရပေါ့နော်အဲ့ထက်မှာညီမဒီနေ့Magellan Exchange ကိုနည်းနည်းလေးပြောပြချင်ရပေါ့နော် Magellan Exchange ကကျတော့ထိုင်းနိုင်ငံမှာဆိုလို့ရှိရင်ဖယား University တစ်ခုနဲ့ပဲပေါ့နော်တစ်ခုနဲ့ပဲ partnership လုပ်ထားရပေါ့နော်ဒါတွေကကျတော့partnership လုပ်ထားတဲ့နိုင်ငံတွေပေါ့နော် region တွေဖြစ်တယ်ဒါကြောင့်ကိုကMagellan Exchange Program ကို join မယ်ဆိုလို့ရှိရင်ဒီနိုင်ငံတွေကိုသွားလို့ရတယ်ပေါ့နော် University တွေလည်းအများကြီးရှိရပေါ့နော်ရွေးချယ်စရာအများကြီးရှိရပေါ့နော်ပြီးတော့ကိုယူတဲ့ major ပုံမူတည်ပြီးတော့သွားရမယ့်နိုင်ငံတွေလည်းကွဲပြားသွားနိုင်ရပေါ့နော်ဥပမာညီမ e-major မှာဆိုလို့ရှိရင်သွားလို့ရတာကကြတော့ US ရဲ့ UK ရဲ့ပြီးတော့ South Korea ရဲ့ပေါ့နော်၃ခုရှိရဲ့ဒါပေမဲ့ကိုကတခြား Europe ဘက်တွေကိုသွားချင်တယ်ဆိုလို့ရှိရင်ကြတော့တခြား exchange program တွေသွားလို့ရရပေါ့နော်အဲဒါတွေရှိတယ်ပြီးတော့အခု Magellan Exchange Program ကကြတော့လဲအဲ့လိုပဲပေါ့နော်student tuition fee ကိုကြတော့ဖတ်ရမှာတက်တယ်လို့ပဲပေးရတယ်ပြီးတော့ပေါ့နော်ဒါဆိုလို့ရှိရင်တော့သွားတက်မယ်ဆိုလို့ရှိရင်ကုန်ကြaccommodation fee တို့ဒါတွေပဲပို့သွားနိုင်ရပေါ့နော်ကျောင်းစီကကြတော့ကိုဖတ်ရမှာတက်တယ်လို့ပဲပေးရတယ်ပေါ့နော်အဲ့ဒါရှိပါတယ်ဒီကွာပြီးတော့ဖတ်ရမှာကြတော့ intake နှစ်ခုရှိရပေါ့နော် August intake ရယ် January intake ရယ်ဆိုပြီးတော့နှစ်ခုရှိပါတယ်အခုဆိုလို့ရှိရင်ကြတော့ January August intake အတွက်ပေါ့နော်ခေါ်နေပါပြီ admission ဖွင့်နေပေါ့နော်ညီမတို့ကကြတော့August intake ကို join ခဲ့ရပေါ့နော် requirement တွေကကြတော့passport လိုရပေါ့နော်ပြီးတော့high school certificate တွေပေါ့နော် grade 12တို့ပြီးတော့ဇနစ်ဟောင်း grade 10တို့ပေါ့နော်ပြီးတော့ GED or IGCSE အဲ့ဒါရှိရပေါ့နော်ညီမကကြတော့ GED နဲ့ join ခဲ့ပေါ့နော်အဲ့ဒါရှိတယ်ပြီးတော့ English certificate ကကြတော့ IELTS တို့ TOEFL တို့အဲ့ဒါလေးလိုရပေါ့နော် IELTS ဆိုလို့ရှိရင်at least 6ပေါ့နော်အဲ့လောက်လိုတယ်ဒါပေမဲ့ကို့မှာမရှိဘူးဆိုလို့ရှိရင်လည်းဘာမှဖြစ်ပါဘူးကျောင်းမှာဖြေလို့ရပေါ့နော်ကျောင်းရဲ့ test ကိုဖြေလို့ရတယ်ကျောင်းရဲ့ test ကဘာနဲ့တူလဲဆိုတော့ Oxford placement test နဲ့တူရပေါ့နော်အဓိကကြတော့ဖြေပြီးဆိုလို့ရှိရင် B2 ရဖို့လိုရပေါ့နော်အဓိကသူတို့က B2 at least B2 လိုအပ်ပါတယ်ပြီးတော့
pink card ကိုလည်း accept လုပ်တယ်ပေါ့နော်အကြောင်းက pink card နဲ့လည်းတက်လို့ရတယ်ဖတ်ရ University မှာဆိုလို့ရှိရင် pink card နဲ့တက်လို့ရှိရင်Thai student တွေလိုမျိုးပဲ tuition fee ကပေးရတယ်ပေါ့နော်ဥပမာမြန်မာ student တွေကမြန်မာ student တွေဆိုလို့ရှိရင်မြန်မာမေဂျာမှာဆိုလို့ရှိရင်4,000ခွဲပေးရတယ် international student တွေဆိုလို့ရှိရင်ပေါ့နော်4,000ခွဲပေးရတယ် Thai student တွေဆိုလို့ရှိရင်3,000ခွဲပဲဒါအဲ့ချိန်ဆိုလို့ရှိရင်ညီမတို့မှာက pink လို့ပြောမလဲ pink card နဲ့တက်တဲ့သူဆိုလို့ရှိရင်တော့3,000ခွဲပဲပေးရတယ်ပေါ့နော် Thai student တွေလိုမျိုးပဲပေးရတယ်ပေါ့နော်အဲ့လိုရှိပါတယ်ပြီးတော့ credit transfer လည်းလုပ်လို့ရတယ်ပေါ့နော်ကဲပြီးတော့ညီမထပ်ပြောပြချင်တာကကြတော့အဲ့လိုကျောင်းရဲ့ placement test ကိုလည်းမဖြေချင်ဘူးဆိုလို့ရှိရင်သူတို့ဒီနှစ်မှာစပြီးတော့ပေါ့နော် offer လုပ်ပေးတဲ့တစ်ခုရှိရဲအဲ့ဒါကြတော့ဖတ်ရ speak ဆိုပြီးတော့ website တစ်ခုရှိရပေါ့နော်အဲ့ website မှာကိုကပထမဆုံးကိုကအဲ့အရာကိုယူမယ်ဆိုလို့ရှိရင်ဝင်ပြီးတော့ဖြေရတယ်ပေါ့နော်ဖြေပြီးတော့ B2 certificate ထုတ်ပေးရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကိုဖြေလိုက်လို့ B2 မရောက်သေးဘူးဆိုလို့ရှိရင်အဲ့ထဲမှာစာလေ့လာရတယ်ပေါ့နော်ဥပမာ level တစ်ခုတက်ဖို့ဆိုလို့ရှိရင်exercise 90လောက်ရှိရပေါ့နော်အဲ့တွေကိုကိုရီလောက်ရတယ်လောက်ပြီးတော့ထပ်ပြီးတော့ဖြည့်ပေါ့နော်ဖြည့်ပြီးဆိုလို့ရှိရင် B2 ရသွားပြီထားပါတော့ B2 ရသွားလို့ရှိရင်ကိုရသွားပြီပြီးတော့အဲ့ဆိုလို့ရှိရင် certificate ကိုထုတ်ရတယ်ပေါ့နော်ထုတ်ပြီးတော့ဗာထပ်လုပ်ရလဲဆိုတော့သူတို့ဘက်ကပေါ့နော်video presentation ဆိုပြီးတော့နောက်တစ်ခုထပ်လုပ်ခိုင်းရပေါ့နော် assignment အနေနဲ့ video presentation ကကြတော့အဲ့လို global issue နဲ့ပတ်သက်ပြီးတစ်ခုပေါ့နော်အဲ့ဒီလုပ်ခိုင်းတယ်အဲ့တခုရဲ့ပြီးတော့ certificate B2 certificate ရဲ့ထပ်လိုက်မယ်ဆိုလို့ရှိရင်သူတို့လိုအပ်တဲ့ B2 ကိုလည်းရသွားသလိုပြီးတော့ကိုယ်ကိုလည်း credit 3ခုပေးရပေါ့နော်credit ပါရသွားတာပေါ့အဲ့လိုပေါ့နော်အဲ့လိုရှိပါတယ် okay I think ပြီးတော့ဒါကြတော့ experience နဲ့ပေါ့နော်ဒါကြတော့မကြသေးခင်ကပြီးသွားတဲ့international day event ပေါ့နော်ရှိပါတယ်ပြီးတော့ဒါကြတော့ချင်းမိုင်ရဲ့နာမည်ကြီးတိကျမယ်လို့ထင်ပါတယ်ပွဲပေါ့နော်တခု festival တခုဖြစ်တဲ့Sky Lantern Festival ပေါ့နော်အဲ့ကကြတော့ချင်းမိုင်မြို့မှာရှိနေတဲ့student တွေပေါ့နော် university student တွေကိုသူတို့က volunteer ခေါ်တယ်ပေါ့နော် volunteer ခေါ်တယ်အဲ့ဆိုလို့ရှိရင်ဖတ်ရကလည်းအမှ collaboration လုပ်ထားတာပေါ့နော်အဲ့ဆိုတော့ကိုရီလည်းရှောက်လို့ရတယ်အဲ့ရှောက်ဒါကြောင့်ညီမမနှစ်ရဆိုလို့ရှိရင်ရှောက်လိုက်တယ်ပေါ့နော် November မှာရှောက်လိုက်တော့အဲ့လိုတော့ experience ရပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တော့ experience ရတယ်ဘာဖြစ်လို့အဲ့လိုကိုယ့်ဘာသာကိုသွားဖို့ကခက်ခဲပေါ့နော်ဘာဖြစ်လို့ဆိုတော့ standard ဆိုရင်တောင်မှ ticket fee က9000လောက်ရှိရပေါ့နော်ဒါကြောင့်အဲ့လို join ချင်းအဖြစ်ကြတော့ပတ်စံလေးရတယ်ပေါ့နော်အဲ့လိုဒီနေ့ကိုဘယ်လိုရလဲဆိုတော့800လောက်ရတယ်ပေါ့နော်ဆိုတော့အဆင်ပြေပေါ့နော်ပြီးတော့ဒါကကြတော့ပြီးတော့ဖတ်ရကကြတော့သူတို့ကအများတန်းပေါ့နော်ကိုယ့်ရဲ့life skill ကို develop ဖြစ်စေမဲ့ training course တွေပြီးတော့ပေါ့နော် volunteering တွေအများတန်းခေါ်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကိုက volunteer မှာပါချင်လို့ရှိရင်သူတို့ခေါ်တဲ့အချိန်ကြလို့ရှိရင် register လုပ်ရုံပဲပေါ့နော် register လုပ်ပြီးတော့ပါရုံပဲပေါ့ဒါဆိုလို့ရှိရင်ညီမ January တုန်းကပါထားတဲ့ volunteering ပေါ့နော်ဒါတောင်ပေါ်ရွာရဲ့ကျောင်းတစ်ကျောင်းမှာပေါ့နော်သူတို့ volunteering သွားလုပ်တယ်ပြီးတော့နှစ်ညပေါ့နော်နှစ်ရက် volunteering ပေါ့နော်အဲဆိုလို့ရှိရင် experience လည်းအများကြီးရပေါ့နော်သူတို့ကအများတန်းအလိုခေါ်တာတွေရှိတယ်ပြီးတော့ဖတ်ရရဲ့နောက်ထပ်တစ်ခုကောင်းတာသူတို့က student တွေကိုအရန်ဂရုစိုက်တယ်ပေါ့နော်ဘယ်လိုလဲဆိုတော့ midterm တို့ final exam တို့ဖြေခါနီးဆိုလို့ရှိရင်သူတို့က mindful break ဆိုပြီးတော့အဲ့လိုပွဲလေးတွေစီစဉ်ပေးတယ်ပေါ့နော်အခုလိုမျိုးcolorful လုပ်လို့ရတဲ့ဟာတွေကိုယ့်ရဲ့စိတ်ကိုကိုယ်မှာရှိတဲ့ stress တွေကိုရော့ကျစေဖို့စိတ်တည်ငြိမ်အောင်လို့ပေါ့နော်သူတို့အဲ့လိုပွဲလေးတွေလုပ်ပေးရပေါ့နော်အခုဆိုလို့ရှိရင်လည်းmidterm နီးလာပြီဖြစ်တဲ့အတွက်ကြောင့်သူတို့ offer လုပ်နေပြီပေါ့နော်နောက်ထပ်တစ်ခုဒါလေးရှိပါတယ်ပြီးတော့ဖတ်ရမှာကကြတော့အကြောင်းတက်လို့ရှိရင်မဖြစ်မနေပေါ့နော် volunteering hour ဘွဲရဖို့ဆိုလို့ရှိရင်ပေါ့နော် volunteering hour 20 hour ပြည့်ရမယ်ပေါ့နော်ဒါရှိရပေါ့နော်ဒါဆိုလို့ရှိရင်ကြတော့ကိုက volunteering တွေ join ခြင်းအဖြစ်နာရီလေးတွေစုလို့ရတယ်ပေါ့နော်20 hour ကျတော့4နှစ်အတွင်းပြည့်ရမယ်ဆိုတော့ပြည့်ပါတယ်ပေါ့နော်ညမဆိုလို့ရှိရင်ဒီ volunteering ကို join လိုက်တော့24 hour ရတယ်ပေါ့နော်အဲဆိုတော့မခက်ဘူးပေါ့နော်20 hour ပြည့်ဖို့ကကြတော့ဟုတ်ကဲ့အဲဒီရှိပါတယ်ပြီးတော့မဘာပြောမလဲဆိုတော့
accommodation အကြောင်းနည်းနည်းပြောလိုက်မယ်နော် ချင်းမိုင်ရဲ့ living cost ပေါ့နော် ဟုတ် ဟုတ် ကဲ့ ကဲ့ဟုတ် living ချင်းရ cost ပြီး ပြော သွားပြီဆိုတော့ချင်းမိုင်မှာရောဘယ်လိုမျိုးညီမလေးရဲ့အသုံးစရိတ်လေးနဲ့ပေါ့နော်ညီမလေးတို့ဒီဘိုင်ရက်ကပေးထားတဲ့ dormitory အခု first year ကတော့ loss ရ free ပေါ့နော်ဒါပေမဲ့ ဟုတ်ကဲ့ ဟို free နောက်ပေါ့နော်နောက် year တွေကြာလို့ရှိရင်ရောကုန်ကျစရိတ်ဘယ်လောက်လဲပေါ့နော်အဆောင်ငါးကလေးအဲ့ဒါလေးတစ်ချက် sharing လုပ်ပေးပါနော် ဟုတ်ကဲ့အဲ့ကကြတော့ဗာလဲဆိုတော့ dormitory ကကြတော့3ယောက်ခန်းရှိတယ်လို့ပေါ့နော်2ယောက်ခန်းလည်းရှိရယ်ကိုနေချင်2ယောက်နေချင်လို့ရှင်လည်းပြောလို့ရတယ်ပေါ့နော်ဆောင်းပြီးတော့1ယောက်တည်းနေချင်လို့ရှင်လည်းပြောလို့ရတယ်ညီမအခုဆိုလို့ရှိရင်ကျတော့3ယောက်ခန်းမှာနေရပေါ့နော်သူတို့က free ပေးရယ်ဆိုတော့ first year free ကကျတော့3ယောက်ခန်းပဲပေးရယ်ပေါ့နော်3ယောက်ခန်းပေးရယ်ဒါပေမဲ့ကိုကဆက်နေမယ်ဆိုလို့ရှိရင်တော့3ယောက်ခန်းဆိုလို့ရှိရင် semester တစ်ခုကို9000ကျော်ပေးရတယ်ပေါ့နော်9200ပေးရတယ်2ယောက်ခန်းဆိုလို့ရှိရင်တော့9000ကျော်လောက်ရှိရပေါ့နော်အဲ့လောက်ရှိရပြီးတော့ fan ပန်ကာခန်းလည်းရှိတယ်လို့ aircon ခန်းလည်းရှိရပေါ့နော်အဲ့ရင်းရှိတယ်ပြီးတော့သူတို့က first year free ကကြတော့ပန်ကာခန်းပဲပေးရပေါ့နော်ပန်ကာခန်းနေရတယ်ဒီမှာညီမလေး semester တစ်ခုစာကို9000လို့ပြောရနော်အဲ့ကြဟုတ်တယ်တော့ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ semester 9000တစ်ခုကျော်ဆို4လကိုပေးရလားနော်ဟုတ်ကဲ့4လမှာ9000ပေါ့နော်ဟုတ်ကဲ့ ဟုတ်တော်တော်တက်တာပဲဟုတ် ဟုတ်ကဲ့အဲ့လောက်ပေးရပါတယ်ပြီးတော့ ချင်းရရင်လည်းအဲ့လောက်ပဲပေါ့နော်ဟုတ်ကဲ့အဲ့လိုပေးရတယ်ပြီးတော့ dormitory ကကြတော့မရမှာစိုးရိမ်စရာမလိုဘူးပေါ့နော်4 နှစ်စလုံးနေလို့လည်းနေလို့ရတယ်ပေါ့နော်အဲ့လိုကိုဆက်နေမယ်ဆိုပြီးတော့ပြောရုံပဲပေါ့နော်အဆောင်မရမှာပါညာဘာမှစိတ်ကူးစရာမလိုပါဘူးအဲ့ဒါကြတော့အဆင်ပြေပေါ့နော်ပြီးတော့သူတို့ကကြတော့ဟင်းမချက်ခိုင်းဘူးပေါ့နော်ဒါပေမဲ့သူတို့ကအဆောင်ကိုယ့်ရဲ့အခန်းထဲမှာပေါ့နော်ထမင်းတစ်ခုတော့ချက်ခိုင်းတယ်ပေါ့နော်ချက်လို့ရတယ်လို့ပြောရပေါ့နော်ထမင်းတစ်ခုကတော့ချက်လို့ရညီမလည်းချက်တယ်ပေါ့နော်ထမင်းတစ်ခုချက်တယ်ပြီးတော့အဲ့လိုမျိုးပေါ့အခန်းထဲမှာဆိုလို့ရှိရင်မမပြုတ်စားတာဘာညာအေးတော့ရရပေါ့နော်အဲ့လိုလေးတချို့တွေဆိုလို့ရှိရင်လည်းအဲ့လိုပေါ့နော်ချက်နေကြတဲ့သူတွေလည်းရှိရပေါ့နော်အဲ့ဒါကြတော့ကိုယ့်ဘာသာကိုအဲ့လိုရှိပါတယ်ပြီးတော့ရေခတော့ပေးစရာမလိုဘူးပေါ့နော်မီတာခမီခပဲပေးစရာလိုတယ် wifi ကလည်းသူတို့ free ပေးရပေါ့နော်ရှိပါတယ်မီတာခမီခကကြတော့တစ်လောက်ကိုဘယ်လောက်လောက်ကြလဲဆိုတော့ညီမတို့အခန်းမှာဆိုလို့ရှိရင်ကြတော့အများဆုံးအခုဆိုလို့ရှိရင်ပေါ့နော်200ကျော်ထိပဲကြတယ်200ကျော်လောက်ပဲကြတယ်200ကျော်ဆိုလို့ရှိရင်3ယောက်ခွဲလိုက်လို့ရှိရင်100လောက်တောင်မကြဘူးပေါ့နော်ဒါပေမဲ့အဲကွန်ခန်းနေတဲ့သူတွေပြောကြတော့အဲကွန်ခန်းကအမကြီးဆိုလို့ရှိရင်အာတလောက်ကိုပေါ့နော်900ကျော်800နီးပါးလောက်ကြတယ်လို့ပြောကြရပေါ့နော်ဒါဆိုလို့ရှိရင်ခွဲလိုက်လို့ရှိရင်တော့200ကျော်အဲ့လောက်တော့ရှိမှာပေါ့နော်အဲ့ဒါရှိပါတယ်ပြီးတော့ရေကတော့ဘာမှစိတ်ပူစရာမလိုဘူးပေါ့နော်အကုန်လုံးအဆင်ပြေပါတယ်ပြီးတော့ကျောင်းကနေအဆောင်ကကြတော့လမ်းလျှောက်သွားလို့ရှိရင်ကြတော့7မိနစ်လောက်ပဲကြာရပေါ့နော်အဲ့လောက်ပဲကြာရဲဘာမှပြီးတော့သူတို့က shuttle bus တွေလည်းဆွဲပေးရပေါ့နော်ကျောင်းကနေအဆောင်ကိုဆွဲပေးရပြီးတော့တခါတလေshuttle bus နောက်ကျတဲ့ချိန်ကြာလို့ရှိရင်ကြတော့ဥပဒေကိုလမ်းလျှောက်သွားလိုက်တာပေါ့နော်အဲ့ဒါကြီးရှိတယ်ပြီးတော့ကိုကလမ်းမလျှောက်ချင်ဘူးဆိုလို့ရှိရင်သူတို့ scooter လေးထားပေးထားရပေါ့နော်scooter လေးကိုscan ဖတ်ပြီးတော့စီးသွားလို့ရတယ်ပေါ့နော်ကျောင်းထဲမှာလည်း scooter တွေအများကြီးရှိပါတယ်သူတို့အများကြီးထားပေးထားရပေါ့နော်အဲ့ဒါရှိပါတယ်ပြီးတော့ဆောင်းအောက်မှာဆိုလို့ရှိရင်လည်း convenience store တွေရှိရယ်ပြီးတော့အဝတ်လျှော် set တွေလည်းအကုန်လုံးထားပေးထားရပေါ့နော်ပြီးတော့ဘယ်လိုပြောရမလဲအခန်းထဲမှာ3ယောက်ခန်းစစ်တော့တချို့တွေကြတော့ဘယ်လိုကြောက်မှာလဲဆိုတော့အဲ့လိုပေါ့နော်စာလုံးရမှာအဆင်မပြေမှာတို့နည်းနည်းကျဉ်းကျပ်တယ်လို့ခံစားရမှာမျိုးဆိုတော့လို့ရှိရင်တော့ဘာမှစိတ်ပူစရာမလိုပေါ့နော်အဆောင်မှာကကြတော့ computer room တို့ study room တို့တက်လုပ်ပေးထားပေါ့နော်အမှစာသွားလုပ်လို့ရပါတယ်ညီမဆိုလို့ရှိရင်လည်းအမှအញ្ញမ်းစာသွားလုပ်တယ်ပေါ့နော်ပြီးတော့ကျောင်းမှာလည်း gym ရှိရပေါ့နော် gym ကကြတော့တလမဟုတ် semester တစ်ခုကိုဘတ်900ပေးရတယ်လို့ပြောရပေါ့နော် semester တစ်ခုလုံးမှာဘတ်900ပေးရတယ်ဟုတ်ကဲ့ပြီးတော့အဆောင်မှာကကြတော့ကန်တင်းပေါ့နော်အဆောင်ရဲ့ကန်တင်းကကြတော့ဘတ်90ကနေစပြီးတော့ရှိပါတယ်ပေါ့နော်အစားအစာတွေကဘတ်90ကနေစရှိတယ်ပေါ့နော်ရှိရဲပြီးတော့ကျောင်းမှာလည်းကန်တင်းရှိရပေါ့နော်ကျောင်းရဲ့ကန်တင်းကကြတော့ဘတ်40လောက်ကနေရှိရပေါ့နော်ကန်တင်းအများကြီးရှိရပြီးတော့ကဖေးတွေလည်းရှိရပေါ့နော်အဆောင်ရှိပါတယ်